ကိုရောက်နေတာဆိုတော့ကွာသိရမလားဟိုလေးတိုက်တာပေါ့လေးတအားတိုက်နေလေးတအားတိုက်နေဆိုတော့လေအဲ့နဲ့ကျမလည်းလေးတိုက်တာလေးတိုက်မလို့အခုကျမပြောတယ်ကျမတကယ်တမ်းကြတော့လေတကယ်ပါတစ်ဖက်လူတွေအပေါ်မှာကျမအဓိကစေတနာကိုအဓိကအရင်ခံလိုက်တာအရန်ရှုံးနေကြတဲ့သူတွေကျမစီမှာဟူးမကျော်ဘုဒ္ဓဟူးမကျော်ပေါ့နော်ပတ်လုံးပတ်ဝိုင်းပေါ့နော်တခုပဲရှာမယ်တီးတန့်အဲ့ဒါကိုထုတ်ပေးတယ်လာပြီးတော့အာလာချောင်းတဲ့လူတွေကဘာလဲရှုံးနေပါနဲ့ဆိုမှလေပိုးပြီးဒုက္ခရအောင်မလုပ်ပါနဲ့တို့နော်မထင်ပါဘူးတို့ချဲလန်းခေါ်ထားတယ်ဘိုင်ဝမ်းလောင်းမလားလို့စားတော့မပြန်လာတော့အခုဒီမှာဗုဒ္ဓဟူးနေ့မနေ့โอเคလားတော့မသိဘူးပြောချင်တာကလေဒါကလေးတိုက်တယ်ဆိုတာကလည်းလေတမင်စောင့်မြစ်ကအောင်တိုက်ပြတာပဲရှိတယ်ကျမဒီလိုမျိုးမာနထောင်ထွားပြီးဖင်ရတက်တဲ့လူစားမျိုးမဟုတ်ကျမရဲ့ပင်ကိုယ်စိတ်ကနူးညံ့တိမ်မွေးတော့အဲ့ဒါကိုဟိုးတုံးတွေကကြည်လာတဲ့သူတွေကျမဗီဒီယိုဖိုင်ကိုဟိုးတုံးကလေးကကျမဒီ TikTok မှာစပြီးတော့ဗီဒီယိုဖိုင်ကလေးကကြည်လာတဲ့သူတွေသိတယ်ကျမရဲ့ဇာတ်ရိုက်အနေထားကိုအခါကျတော့ပုတ်တင်လိုပဲသိလားပုတ်တင်ညိုလိုပဲအယောင်လိုက်ပြောင်းရတယ်တချို့လူတွေကြောင့်ပေါ့နော်လိုက်ပြောင်းရတယ်ဒါပေမဲ့ပင်ကိုကအေဂျင့်တည်ငြိမ်တဲ့လူဆိုပေမဲ့လည်းမဟုတ်တာဆိုရင်မခံနိုင်တဲ့လူဆိုတဲ့ခါကျတော့ဘယ်လိုပြောမလဲကိုတခွန်းဆဲရင်ကိုက10ခွန်းလောက်ကိုတခွန်းနောင်ပြောရင်ကိုက10ခွန်းလောက်သိရမလားထိအောင်ပြန်ပြောတတ်တဲ့လူစားမျိုးလည်းဖြစ်တယ်ပေါ့နော်တရားလဲမွေးတယ်ဓားလဲသွေးတဲ့ခါကျတော့အဲလေမတိုက်ချင်မနဲ့တက်တိုက်ကြတာဘယ်လိုပဲဖြစ်ဖြစ်ကျမအဖွဲသားရတော့ကျမဝမ်းသာတယ်တော့တကယ်ဝမ်းသာတာအယမ်းဝမ်းသာတယ်အဲ့တော့ကျမကျင်ညာလိုက်တာဒီတစ်ပတ်မှကျမလည်းတွေ့တာသူတောက်လျှောက်ကျမကလင်နာဆိုင်နဲ့ကျမရှာထားတဲ့အချိန်မှာတွေ့လာတဲ့ဟာကိုကျမဒီတစ်ပတ်မှကျမထုတ်ပြီးတော့ပြောလိုက်တယ်ဒါပေမဲ့ရန်ဟော့မှာကြောက်တဲ့အတွက်ကျမစီကဘယ်ဟာကိုပဲလာဝဲကျမကလိုင်းပေါင်းစုံမထတာလိုင်းတွေအမျိုးမျိုးကွဲတယ်ဘာလုပ်ချင်တာလဲပြောစပိန်နင်းချင်တာလားပတ်ပြေးချင်တာလားခွေအိတ်ချင်တာလားကြိုက်တာပြောကျမစီမှာအကုန်ရှိတယ်ဒါပေမဲ့တခုပဲကျမစီကလာဝဲပြီးသွားရင်ဗဇက်မဖွာနဲ့ဆိုတော့ကိုစိုက်ရောရတာမဟုတ်ဖြစ်နိုင်တလောကလုံးပေးလိုက်ချင်တယ်အကုန်လုံးပေါက်စီခြင်းလို့တကယ်ဒါကိုလည်းမှန်မယ်ဆိုရင်ပေါ့လေနော်ကိုလည်းအမြဲတမ်းမှန်တာလည်းမဟုတ်တိုးတော်လည်းပဲအခုနောက်ပိုင်းမှာမှားခဲလာတယ်သိလားအဲ့တော့ပြောချင်တာကအရန်ဟော့သွားတဲ့အခါကျရင်ခံစားရတာကကိုလူတွေပဲခံစားရတာဒါကြောင့်မို့ကျမအခုဒီဟူးမကျော်ပတ်ဝိုင်းပလုံးကိုလည်းကျမကအယောက်50ပဲအဲ့တော့လေကတိုက်နေပါတယ်ဆိုဖုန်းကဝင်လာတယ်ပေါက်တယ်ဆိုတဲ့အကြောင်းလေးလှမ်းပြောကြတာပေါ့နော်အဲ့တော့ကျမပြောချင်တာညီကျုံခုတ်လိုက်မယ်ပေါ့ကွာညီကျုံခုတ်ရမယ်ဆိုလို့ရှိရင်တော့မျက်မှန်တက်ထားအကြောင်းမတက်ထားတာမဟုတ်နော်လေတိုက်နေတော့မျက်လုံးတွေဆက်လို့တက်ထားတာအဲ့တော့ညီကျုံခုတ်ရမယ်ဆိုလို့ရှိရင်ဟူးမကျော်ဒီတစ်ပတ်မှစထုတ်တာလေးကအောင်မြင်သွားတဲ့အတွက်ကွန်ပါလို့ဝမ်းသာပါတယ်ရှင်အကျွေးတွေလည်းကြေကြပြီဆိုတော့ကျမအရန်ဝမ်းသာပါတယ်ရှင်